အသက်ရှိသမျှအကျိုးရှိစေရမည်လူတိုင်းဟာလူဘဝရလာပြီးတဲ့နောက်မှာအသက်ရှိခြင်းနဲ့ကျမ်းမာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့လူရင်းဆန္ဒတွေပြည့်ဝခြင်းနဲ့လို့ဆိုတာဒါလူတွေရဲ့ဆန္ဒနံပါတ်1ကတော့အသက်ရှိမှုအသက်ရှိခြင်းနဲ့ဆိုတဲ့ဆန္ဒအဲ့ဒီအသက်ရှိခြင်းနဲ့ဆိုတဲ့ဆန္ဒကိုဆန္ဒအတိုင်းလူတိုင်းဟာအသက်ရှိသလားလို့ဆိုမရှိဘူးသက်ရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်တူတဲ့ပုဂ္ဂိုလ်တွေရှိတယ်အသက်ရှိခြင်းရဲ့အကြောင်းတရားနဲ့အသက်တူခြင်းရဲ့အကြောင်းတရားဆိုတာတရားတိုင်းမှာရှိနေကြတယ်ဘုရားသခင်ကဖန်ဆင်းလို့အသက်ရှိတာအသက်တူတာမဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကံတရားတွေရဲ့အတိုင်းအတာနဲ့လက်ရှိဘဝမှာနေထိုင်စားသောက်မှုတွေနဲ့ပေါ်မှာလည်းမူတည်တယ်လို့အဓိကကတော့အကြောင်းတရားကတော့ကံတရားပဲပေါ့ကိုလုပ်ခဲ့တဲ့ကံတရားတွေဟာအသက်ရှိခြင်းအကြောင်းကောင်းမှုတွေများများလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအသက်ရှိတယ်လို့ဥပမာပဲသီလလုံခဲ့တယ်သီလဆိုဒီမှာအထူးအဖြင့်ပါဏာတိပါဒဝေရမဏိဆိုတဲ့သူတစ်ပါးအသက်တွေကိုတပ်ဖြတ်ခြင်းမှရှောင်ကျဉ်မှုဆိုတဲ့ကိုကျင့်သီလကိုကြာနာထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီကုသိုလ်ကံကြောင့်လူဘဝရလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသက်ရှိတယ်လို့ဆိုဒါတော့ကိုမသိနိုင်ဘူးပေါ့နော်အတိတ်ဘဝမှာကိုဘာတွေလုပ်ခဲ့တယ်ဆိုတာလူတွေကမသိနိုင်ကြဘူးဒီဘခက်တယ်သို့တော့ဒီဘဝမှာအသက်ရှိတဲ့လူတွေကြည့်လိုက်မယ်ဆိုရင်တော့တိတ်ဘဝတော့ကပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိဆိုတာကိုပြည်စုံစောင့်တည်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်ဒါကြောင့်မို့အသက်ရှိတယ်ဆိုပြီးလူတွေကအသက်ရှိတဲ့လူကိုသီလကောင်းလိုက်တာလို့ချီးမွမ်းကြတယ်မဟုတ်လားသီလကောင်းတယ်ဆိုတာအဲ့ဒီကိုကျင့်သီလကိုရည်ညွှန်းတာပဲအသက်တူတဲ့ပုဂ္ဂိုလ်တွေကြတော့မြတ်စွာဘုရားကအသက်ဘာကြောင့်တူတယ်လဲလို့မေးလို့ရှိရင်ပါဏာတိပါဒပဲသူများအသက်တွေတပ်ဖြတ်ခြင်းမှာရှောင်ကျဉ်မှုဆိုတာမရှိဘူးလှုပ်တော်လောဟိတပါဏိလို့ဆိုတဲ့အတိုင်းစိတ်ဓာတ်ကရက်စက်တယ်လောဟိတပါဏိသွေးစွန်းသောလက်ရှိတယ်တတ်တယ်ဖြတ်တယ်သွေးစွန်းသောလက်ရှိပြီပဟတပဟတိနိဝိတောရဲဆက်ဆက်ဘာပဲဖြစ်ဖြစ်တတ်လိုက်တယ်အဲ့ဒီလိုသွေးစွန်းသောလက်နဲ့တရားတွေရဲ့အသက်ကိုတတ်လိဖြတ်လိရှိတဲ့ပုဂ္ဂိုလ်တွေဟာထိုတတ်ဖြတ်ခြင်းဆိုတဲ့ပါဏာတိပါဒကံကပြည့်ပြည့်ဝအကျိုးပေးလိုက်ပြီဆိုရင်အပင်ငယ်ရောက်သွားတယ်အပင်ငယ်ကလွတ်လာလို့လူပြေလာဖြစ်လာပြီဆိုရင်အကျွင်းအကြံအနေနဲ့ဘာဖြစ်လဲဆိုရင်အပ္ပါယုကသံဝတ္တနိကောတဲ့အသက်တူတယ်တဲ့ဆိုလို့သက်တူမှုဖြစ်စီအဲ့တော့သက်တူတယ်ဆိုတာဒါအကြောင်းတစ်ခုပဲဒါကအတိတ်နဲ့ပတ်သက်တဲ့အကြောင်းတရားတွေကိုမမြင်နိုင်ဘူးပေါ့ကိုမမြင်နိုင်တဲ့အတိတ်ကအသက်ရှိခြင်းရဲ့အကြောင်းတရားအသက်တူခြင်းရဲ့အကြောင်းတရားဟောနှစ်မျိုးရှိတယ်လူတိုင်းဟာအသက်ရှိခြင်းနဲ့သို့တော့ရှိခြင်းပေမဲ့မရှိတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီရှိတဲ့ပုဂ္ဂိုလ်တွေကအခုလိုပါဏာတိပါဒလုံခဲ့တယ်မရှိတဲ့ပုဂ္ဂိုလ်တွေကပါဏာတိပါဒမှုတွေကိုကျူးလွန်ခဲ့တယ်အဲ့ဒါဟာအခြေခံအကြောင်းတရားနှစ်ခုပဲလို့အတိတ်ကအကြောင်းတရားတွေလို့ဒီလိုဆိုလို့တယ်နောက်တစ်ခုအသက်တူတာဘာကြောင့်အသက်တူသလဲလို့ပစ္စုပန်အကြောင်းတရားတစ်ခုကိုလိုက်ရှာကြည့်အောင်ကိုယ်တိုင်သိနိုင်တဲ့အကြောင်းတရားတစ်ခု
ကံတရားကြောင့်လူအသက်ကိုရထားကြပြီသို့တော့အသက်တူခြင်းအကြောင်းတစ်ခုကနေ့စဉ်စားတောက်နေထိုင်တဲ့အခါမှာအတ္တပါယကာရီတဲ့အနေတိုင်းမတတ်ဘူးကိုယ်နဲ့တင့်တယ်မတင့်ဘူးဆိုတာတွေကိုမသိဘူးဥပမာကိုယ်နဲ့မတင့်တဲ့ယာတိဥရုကိုယ်နဲ့မတင့်တဲ့နေရာမျိုးမှာနေတယ်ယောဂနဲ့မတင့်တဲ့အစာအစာတွေကိုစားတယ်အတ္တပါယကာရီကိုယ်နဲ့မတော်တာတွေကိုလုပ်တယ်လို့ဆိုလို့အဲ့ဒါလဲအသက်တူခြင်းအကြောင်းတစ်ခုပဲအသက်တူခြင်းအကြောင်းတစ်ခုဒါဒီဘဝမှာကိုသိနိုင်တယ်အတ္တပါယကာရီနောက်တစ်ခုကဘာလို့ဆိုအပရိနတဘောဇီတဲ့အပရိနတဘောဇီဆိုတာစားတဲ့အစာတွေမှာအစာကြေခဲတဲ့အစာတွေကိုမှကြိုက်ပြီးတော့အဲ့ဒါတွေကိုစားများတယ်ကိုယ်နဲ့မတော်တဲ့အစာတွေစားတယ်ခန္ဓာကိုယ်အကျိုးမပြုတဲ့အစာတွေစားတယ်ဆိုပါစို့ဥပမာပဲခဏခေတ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဟင်းညိုမုံနေကြက်သားမုံနေဟင်းညိုမုံကြက်သားမုံလို့ဆိုပြီးတော့လှုပ်ထားတာတွေအလွန်အကျွံစားတယ်ဒီလေစားပြီးရင်တော့အမှတ်ထားတဲ့လူတွေသိလိုက်မယ်ဟင်းညိုမုံနေစားရပါဖြစ်တယ်ရင်ငတ်တယ်ရင်ငတ်လာတယ်ဆိုတာအသေးထိခိုက်လာတဲ့သဘောညံ့ညံ့စားကြာကြာစားတဲ့အခါကျတော့အသေးယောဂဖြစ်တယ်အသေးယောဂဖြစ်လာပြီးနောက်ဆုံးမှမဖြစ်အောင်တော့အသက်ရွယ်ကြီးလာတဲ့အခါမှာအယ်ဇိုင်းမာဆိုတဲ့မေ့လျော့တဲ့ယောဂတွေဖြစ်လာလူပေါ်လိုက်လို့ပေါ့ဒါတွေကတော့ခန္ဓာကိုယ်အခြေခံညားတဲ့ပုဂ္ဂိုလ်ဆိုရင်မြန်မြန်ဒုက္ခပေးတယ်ပေါ့ကယ်မီကယ်လို့ခေါ်တဲ့လူနဲ့ဘဝအချင်းမတည့်တဲ့ဓာတ်တွေနဲ့ဖန်တီးထားတဲ့အစာအစာခံအောင်လုပ်ထားတဲ့အစာအစာတွေ ready made လို့ခေါ်တဲ့ဆင်နဲ့စားဖို့လုပ်ထားတဲ့အစာအစာတွေအဲ့ဒါတွေအများရန်စားတော့နေတဲ့ပုဂ္ဂိုလ်တွေဟာတနည်းမဟုတ်တနေ့ကျရင်ယောဂရတာခြေခဲ့တဲ့အစာတွေစားတယ်အဲ့ဒီအစာတွေကအစာခြေတာမဟုတ်ဘူးကယ်မီကယ်တွေပါသွားရင်ဒီကယ်မီကယ်ဆိုတဲ့ဓာတ်သဘောတွေကခန္ဓာကိုယ်ထဲရောက်သွားရင်ပြန်မထွက်တော့ဘူးအစိတ်ဖြစ်သွားတာတဖြည်းဖြည်းဘယ်မှာစုအသေးတို့ကြောက်ကတ်တို့မှာသွားဒုက္ခပေးသွေးထဲမှာရောက်အဲ့ဒီလူကနေကျမ်းမာရေးထိခိုက်တယ်ပို့ပြီးတော့သိအောင်ဆရာဝန်နေမေးကြည့်ပေါ့ဘယ်စားစာဘယ်လိုဒုက္ခပေးတယ်ဘယ်စားစာဘယ်လိုလူနဲ့တဲ့တယ်မတဲ့ဘူးဆိုတာလေအစားအစာကမတ္တမအရေးကြီးတယ်မစားမဲ့အစာတွေကိုစားပြီးအလွန်ကျွံစားပြီးဆိုလို့ရှိရင်ဒီလိုဖြစ်တတ်တယ်တပ္ပယေမတ္တကာရီတဲ့တပ္ပယေနော်မတ္တကာရီမရှိဘူးဆိုရင်နတပ္ပယေမတ္တကာကိုနဲ့တင့်တော်တာတောင်အတိုင်းအတာမရှိအကန့်အသတ်မရှိတင့်တော်ယုံမဟုတ်ပဲနဲ့တင့်တော်သည်တဲ့ပို့ပြီးတော့လှုပ်မယ်နေထိုင်မယ်စားတော့မယ်ဆိုရင်လေအသက်ကိုထိခိုက်စေနိုင်တယ်ဒါကကိုမြင်နိုင်တဲ့အတိုင်းအတာတစ်ခုပြောလို့ရတယ်ဒီကနေ့မြန်မာနိုင်ငံမှာပြောလာကြပြီကိစ္စယောဂဖြစ်တာတွေများလာတယ်အသက်ယောဂဖြစ်လာတဲ့ပုဂ္ဂိုလ်တွေများလာတယ်အေပိုးဘီပိုးစီပိုးတွေများလာတယ်ရဟန်းတန်ဃာတွေကြားမှာတောင်မှပဲတန်ဃာ200လောက်နေတဲ့ကျောင်းတိုင်းတိုက်ကိုအေပိုးဘီပိုးဆက်လိုက်လို့ရှိရင်ဘီပိုးရှိတဲ့တန်ဃာ50လောက်ဖြစ်နေ။ဘာကြောင့်ဖြစ်ရတယ်လဲဒါတွေနော်အကြောင်းပဲဖြစ်လာတာတွေမဟုတ်ဘူးတူနဲ့တူအနေတိုင်းကူးဆက်လာတာတွေလည်းပါတယ်ပေါ့ဒါတွေကကိုယ်အသက်ရှည်ဖို့အတွက်တတိထားရမယ့်အချက်တွေကိုပြောတာတတိထားရမယ့်အချက်တွေ
နောက်တစ်ခုကတော့ဘာလို့ဆိုရင်ခုမှလူတွေကပြောလာကြတယ် organic နဲ့ပြောတယ် organic ဆိုတာပိုးသက်ဆေးတွေမသုံးဘဲနဲ့ fertilizer ခေါ်တဲ့ဓာတ်မြေဩဇာတွေမသုံးဘဲနဲ့တဘာဝဓာတ်မြေဩဇာနဲ့မြေထဲမှာမြေကြီးပေါ်မှာစိုက်တဲ့သီးနှံတွေလို့ဆိုလို့တယ်အဲ့ဒီသီးနှံတွေဟာတဘာဝအတိုင်းရှိတဲ့သီးနှံတွေဟာလူရဲ့ခန္ဓာကိုအကျိုးပြုတယ်အေးဓာတ်မြေဩဇာတွေများများထည့်ပြီးပိုးသက်ဆေးတွေနဲ့များများဖြန်းထားတဲ့အစာတွေစားပြန်လို့ရှင်လေခုနလူရဲ့ခန္ဓာကိုအကျိုးမဖြစ်ဘူးအန္တရာယ်တွေဖြစ်လာပြန်တယ်ဒါအသက်တူခြင်းအကြောင်းတွေလို့ဆိုလိုတယ်မျက်စိကမြင်နိုင်တဲ့ဒီနေ့မြန်မာနိုင်ငံမှာကျန်းမာရေးတွေချို့တက်လာတယ်ဆိုတာဆေးရုံဆေးခန်းတွေလူစည်းနေတယ်ဆိုတာကောင်းတဲ့လက္ခဏာမဟုတ်ဘူးမစီကားအပ်တဲ့နေအဲ့တော့လောကမှာစားတော့ဆိုင်တွေကလည်းအများကြီးပေါ်တယ်ကိုယ်အိမ်လည်းကိုယ်ချက်စားကြတယ်အဲ့ဒီမှာအပြင်ကအစားအစာတွေစားမယ်ဆိုလို့ရှိရင်ယောဂဖြစ်ဖို့တွေကပို့ပြီးတော့ chance ဖြစ်လာများလာတယ်အခွင့်အလမ်းတွေများလာဘာတွေနဲ့ချက်ဘာတွေနဲ့လုံမှမသိဘူးစားလိုက်လို့ကတော့အရသာရှိမှာပေါ့သို့သောစားသမျှကိုယ်ဝန်နဲ့ရောက်သွားတဲ့အခါမှာယောဂဖြစ်ဖို့တွေဖြစ်လာဒီလိုဆိုတာနော်ရတ္တတဏလို့ခေါ်တဲ့အရသာလေးခံပြီးတော့တယ်မစားသင့်ဘူးစားရဲဆိုတာသက်ရှည်ဖို့အတွက်စားအာဟာရဆိုတာအသက်ရှည်စေရမယ်မစားရရင်လူတွေဟာအသက်မရှည်နိုင်ဘူးခုနကမလိုအပ်တဲ့အစားအစာတွေမှာမလိုအပ်တာတွေပါလာလို့ရှိရင်ယောဂဖြစ်စေဆရာဝန်တွေကပြောတယ်အသားခင်တွေပါတယ်မိချုံအောင်กินထားတဲ့ပေါင်မုံတို့ဘာတို့အစားကျွန်းလို့မဲသွားတယ်ဆိုကာဗွန်ဓာတ်တွေပါလာအဲ့ဒါတွေစားလို့ရှိရင်လေကင်ဆာယောဂဖြစ်တယ်လို့ဒီလိုပြောတယ်ကင်ဆာယောဂဖြစ်စေနိုင်ကင်ဆာယောဂဖြစ်ဖို့ဆိုတဲ့အကြောင်းတရားတွေအများကြီးဖြစ်ပြီးဆိုမှလူတွေကကြောက်တာမဖြစ်ခင်ကတားဆီးရမယ့်ကိစ္စတခုဖြစ်မှကြောက်တယ်ဆိုတာမလိမ္မာရမရောက်ပေဘူးလားနော်လိမ္မာရမယ်ကိုယ်အသက်ရှင်ဖို့အတွက်ကိုယ့်အကိုလိမ္မာမာစားတတ်တောက်တတ်နေတတ်ထိုင်တတ်ဖို့လိုအပ်တယ်အခုခေတ်အသားခင်ဆိုတာတွေကကြည့်အပူတိုက်လိုက်တာအတွင်းထဲကကြက်ချမှချက်မှာအပေါ်ကနေအပူတွေနင်းခံပေးလိုက်ပြီးအတွင်းထဲကသွေးစသွေးနာလေးတောင်ရှိတဲ့အသားခင်တွေရှိတယ်ဘုန်းကြီးတို့တော့မစားပါဘူးဒါတွေအဲ့ဒါမျိုးတွေစားပါများလာလို့ရှိရင်ဘာဖြစ်လဲလို့ဆိုခုနယောဂတွေဖြစ်လာပြန်ခဏခေတ်မှာတော့အန္တရာယ်တွေအလုံးကိုများတယ်အစားတွေကဖြစ်တဲ့အန္တရာယ်တွေအလွန်များလာဓာတ်မြေဩဇာနဲ့စိုက်ထားတဲ့မြက်ကြီးတွေသိပ်တန်တယ်စိမ့်နေတာပဲအဲ့ဒီမြက်ကိုနှိုးစားနွားမတွေစားနှိုးစားနားမတွေစားပြီးတော့အဲ့ဒီမြက်တွေနဲ့စားပြီးတော့ကြီးလာတဲ့နွားမတွေနှိုးကျင်တဲ့အခါနှိုးရည်ထဲမှာဓာတ်ခွဲကြည့်လိုက်ရင်အဲ့ဓာတ်မြေဩဇာတွေပါနေတယ်လူမမြင်ရဘူးဓာတ်ပြောင်းသွားပြီဓာတ်မြေဩဇာကတတ္တိတွေကမြက်ကနေပြီးနွားတို့တွေရောက်တယ်နွားတို့တွေကရောက်တဲ့ဓာတ်မြေဩဇာတတ္တိတွေကလူတွေပိုက်ထဲကိုရောက်အောင်မယ်နော်အဲ့ဒီလိုနဲ့လူတွေဟာအသက်တူခြင်းကိုဖြစ်စေရတဲ့အကြောင်းတရားတွေလူတွေထဲမှာရောက်ကုန်တော့ကြဘာဖြစ်လို့မှမသိသိသွားပြန်ပြီယောဂရပြန်ပြီအဲ့တော့စားတော့တတ်ဖို့နေထိုင်တတ်ဖို့မြတ်စွာဘုရားကိုယ်တိုင်ကဟောတယ်လေအသက်တူတာဆိုတာဟာတဲ့အတ္တပယကာရီတဲ့ကိုယ်နဲ့မတော်တာတွေလုပ်တယ်အနေထိုင်စားတော့မတော်တာတွေလုပ်တယ်တပ္ပယေနမတ္တကာရီကိုယ်နဲ့တော်တာကြတော့အတိုင်းအတာနဲ့မလုပ်ဘူးအလွန်ကျွံလုပ်တယ်
အပရိနတ္တဘောစီခြေခဲတဲ့အစာတွေကိုစားတယ်ဒုတ်တိလောကိုခြင်းတရားတွေပြက်ပြားတယ်အရက်သေးစားတွေတောက်စားတယ်အကျင့်တွေမကောင်းဘူးအဲ့ဒါတွေဟာအသက်တူခြင်းရဲ့အကြောင်းတရားတွေပဲဘာနာတိပတ္တဝေရမဏိလို့ဆောင်းတည်လာခဲ့လို့အသက်လေးရှည်နေတော့လဲခုနလိုပြစ္ဆုတ်ပန်အကြောင်းတရားတွေကိုမထိမ့်သိမ့်ဘူးဆိုရင်အသက်တူနိုင်တယ်တဲ့ဒါမှတ်သားကြရမယ့်အချက်တွေပဲနော်မြတ်စွာဘုရားတရားဆိုတာလက်တွေ့မှတ်သားရတယ်လက်တွေ့လိုက်တာမလိုက်နိုင်ရင်အကျိုးမရှိဘူးလေစဉ်းစားကြည့်ပေါ့ဆေးဆိုတာပလင်းနဲ့ထက်ခေါင်းရင်းထောင်ထားရုံနဲ့ယောဂပျောက်ပါမလားဆေးဆိုတာတောက်မှဆေးကယောဂကိုပျောက်စေပါလေယောဂရှိလို့ဆေးတော့ပေးထားပါရဲ့မတောက်ဖြစ်ဘူးဆိုရင်ဒီဆေးရဲ့အာနိသင်ရနိုင်မှာမဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမဟာလည်းအဲ့တိုင်းပဲဘုရားအဆုံးအမတယ်ဆုံးမတဲ့အတိုင်းလိုက်နာမလိုက်နာဘူးဆိုရင်သက်ရှိမှုဆိုတာရမှာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကအသက်ရှည်စေတတ်တဲ့အကြောင်းတွေကိုလည်းဟောတယ်အသက်ရှည်စေတတ်တဲ့အကြောင်းကဘာလဲဆိုရင်တပ္ပါယကာရီကိုယ်နဲ့တင့်တယ်တယောက်ပတ်အောင်နေတတ်ထိုင်တတ်တယ်ကိုယ်နဲ့တင့်တော်တဲ့ဥရုကိုယ်နဲ့တင့်တော်တဲ့ဣရိယာပုတ်ကိုယ်နဲ့တင့်တော်တဲ့နေရာဒီလိုတင့်တော်အောင်နေတတ်တယ်လို့ဆိုလိုတယ်တပ္ပယေမတ္တကာရီကိုယ်နဲ့တင့်တော်တယ်ဆိုအောင်တော့အတိုင်းအတာတစ်ခုနဲ့လုပ်တယ်တော်တယ်ဆိုပြီးတော့နင်းကံမလုပ်ဘူးတင့်တယ်မြတ်တာအောင်လုပ်တယ်ဒါအသက်ရှည်ခြင်းအကြောင်းတရားတဲ့အပရိနတ္တဘောစီကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုမစားရဘူးတဲ့စားကြေခဲတယ်ဘာကြောင့်မစားရတော့ဆိုဆေးချမ်းထဲမှာအာယုဝေဒဆေးချမ်းမှာရောဂမူလံအစိဏကံအစိဏကံဆိုတာအစာမကြေခြင်းဟာရောဂမူလံယောဂအလုံးရဲ့အခြေအမြစ်ပဲလို့ဆိုလို့စားလိုက်တဲ့အစာတစ်ခုဟာကြေရမယ့်အချိန်မကြေဘူးဆိုလို့ရှိရင်ဗိုက်ထဲမှာဘာဖြစ်မလဲသိုးပုံမှာပဲပေါ့အဲ့ဒါကအစိတ်တောက်ဖြစ်လာပြီးတော့သွေးတွေသားတွေထဲမှာမစင်မကြယ်တွေယောဂတွေဖြစ်လာဒါမို့ရောဂမူလံအစိဏကံလို့ရှေးကအာယုဝေဒဆေးချမ်းနေမှာအဲ့လိုဆိုတယ်အစိဏကံအစာမကြေမှုဟာယောဂမူလံယောဂအလုံးရဲ့အရင်အမြစ်ပဲလို့သူပြောဒါမို့အစာကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုရှောင်ရမယ်စားရင်နည်းနည်းစားရာယူစားနဲ့ဒီလိုဆိုလိုတယ်ပေါ့သီလဝါကိုချင်းသီလရှိရမယ်ဗျမ္မစရိယဗျမ္မစာရီမြတ်သောအကျင့်ကိုကျင့်ရမယ်လို့ဆိုလို့ကာမဂုဏ်အာယုန်နဲ့အလွန်ကြုံမလိုက်စားရဘူးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဥပုသ်ဆောင်တန်ဆောင်နေရမယ်ဒီလိုဆိုလို့တယ်နော်အဲ့ဒါတွေဟာအသက်ရှိခြင်းအကြောင်းတရားပဲဒီဘဝတည်းလိုက်နာလို့ရတယ်အတိတ်ဘဝဒီအောင်ကိုတွေးเสียမလို့ကိုမသိနိုင်တာမဟုတ်ဘူးသိနိုင်တယ်ဒါကမြတ်စွာဘုရားဟောတယ်နောက်တစ်ခုအသက်ရှိခြင်းအကြောင်းတစ်ခုကဘာလဲလို့ဆိုကုသိုလ်ကောင်းမှုသက်ရှိဖို့အတွက်မာနကိုချဘယ်သူဂရုစိုက်ရမှာတော့ဆိုတဲ့မာနကိုမထားပဲအဘိဝါဒနာတိလိတ္တနေဆံဟုတ်တာပစာယိနောစတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခံပလံလူတိုင်းကြားလဲကြားဘူးတယ်ရလဲရတယ်သို့တော်လိုက်နာจิตသုံးတာကြတော့ရှိကောင်းမှရှိသက်ရှိခြင်းလို့ရှိရင်အဘိဝါဒနာသီလအဘိဝါဒနာသီလဆိုတာအလေးအထအဘိဝါဒနာဆိုတာတယုတသေးတလေးတစားရှိခိုးတယ်အယုသေးပေးတယ်ကိုယ်ရဲ့အတ္တိခါကောင်းဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတယ်လေးစားတယ်အဲ့ဒီလိုယူသေးလေးစားတဲ့အလေးအထရှိတဲ့ပုဂ္ဂိုလ်ဟာမာနတွေကောဓာတွေလို့ဆိုတယ်ခက်ထန်တဲ့အာတွေတခုမှမရှိဘူးစိတ်နှလုံးကအေးချမ်းတယ်စိတ်နှလုံးအေးချမ်းပြီးတော့ကိုယ်ရကြီးတဲ့လူကြီးသူမတွေကိုလေးစားသောအဖြစ်လူကြီးသူမတွေကကိုယ့်အပေါ်မှာမေတ္တာတက်ရောက်တယ်
မိမိကိုယ်တိုင်ကလည်းမေတ္တာသက်ရောက်တယ်အများကလည်းကိုယ်ပေါ်မှာမေတ္တာသက်ရောက်တယ်မေတ္တာခြုံတော့လုံးနေဆိုတာလိုပဲကိုယ်လည်းစိတ်ချမ်းသာပတ်ဝန်းကျင်လည်းစိတ်ချမ်းသာမှုတွေလွှမ်းမိုးထားတဲ့နှလုံးသားပိုင်ရှင်ဟာနှလုံးရောဂါဖြစ်ဖို့အခွင့်အလမ်းသိပ်မရှိတော့စိတ်နှလုံးဟာအေးချမ်းလာနေဆံဝုဒ္ဓပစာယိနောအတ္တိကဂဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတယ်ယုသေးတယ်လေးစားတယ်ရှိခိုးတယ်အဲ့ဒီယုသေးလေးစားမှုဟာအသက်ရှိခြင်းရဲ့အကြောင်းတရားပဲတဲ့ဒါကိုယ်ကိုယ်တိုင်လှုပ်လို့ရတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးပြောတာမြတ်စွာဘုရားကဟောတယ်အသက်ရှိခြင်းအသက်ရှိပါစေလို့ဆုတောင်းနေုံနဲ့မရဘူးတဲ့သက်ရှိခြင်းအကြောင်းတရားကိုလုပ်ရမယ်လို့ဆိုတယ်ဒီမှာတစ်ခုတည်းကိုပြထားတာကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုသေးလေးစားရှိခိုးတဲ့အလေးအထရှိရမယ်အတ္တိကဂုံဝါကြီးတဲ့ပုဂ္ဂိုလ်ကိုယုသေးလေးစားရှိခိုးအားထားခြင်းဟာကိုယ့်အတွက်အသက်ရှိဖို့အတွက်ကုသိုလ်ကောင်းမှုတွေကိုယ်မှာဖြစ်တယ်ဒါဖြင့်ဘယ်လိုရှိစေတာတုံးလို့မေးမယ်ဆိုရင်လူတွေမှာအသက်အန္တရာယ်ဆိုတာကြုံကြုံလာတတ်တယ်ကံတရားကတော့အသက်ကိုဆုံးဖြတ်ထားတာရှိကောင်းရှိနိုင်တယ်ကိုလုပ်ခဲ့တဲ့ကံတရားဟာဘယ်ချိန်ကုန်မယ်ဆိုတာကိုမသိဘူးတခါတလေကံတရားကရှည်ခြင်းရှည်နေမယ်အဲ့ဒီခုလိုကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ရှိခိုးခြင်းအလေးအထကိုယ့်ရဲ့အတ္တိကဂုဏ်ဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုသေးလေးစားခြင်းဆိုတဲ့အလေးအထဘာကိုရှောင်တာတုံးလို့ဆိုလို့ရှိရင်မရှိသေးတဲ့အသက်ကိုရှိလာအောင်မရှိသေးတဲ့အသက်ကိုရှေးလာအောင်သူကဆွဲဆန့်ပေးတာလားလို့ဆိုအဲ့လိုတော့မဟုတ်ဘူးဟောအဲ့လိုတော့မဟုတ်ဘူးဆိုပါစို့လူတယောက်ဟာသူကံတရားရဲ့စွမ်းအားကသူလူဘဝရောက်ရင်အသက်50အနှစ်ပေါင်း50နေနိုင်တယ်ဆိုပါစို့ပုံမှန်အားဖြင့်ဆိုရင်သူအသက်50ရှိမယ်တယောက်ကအသက်80ရှိမယ်ဆိုပါစို့ကံအားလျော်50ရှိတဲ့လူအသက်ရှိတဲ့လူကံအားလျော်ဆိုတယောက်နဲ့တယောက်မတူဘူးဒါဖြင့်အဘိဝရဏသီလိတ္တအရာအသက်ရှိတယ်ဆိုတာဘယ်ဟာကိုပြောတာတုံးဆို50အသက်ရှည်မဲ့ပုဂ္ဂိုလ်ဟာအသက်50အပြည့်အဝရှည်သွားနိုင်တယ်အသက်80ရှည်မဲ့ပုဂ္ဂိုလ်ဟာလည်းအသက်80ပြည့်အောင်နေနိုင်တယ်လို့ဒီလိုဆိုလိုတယ်ကြားထဲမှာဘာဖြစ်လာတာတုံးလို့ဆိုအသက်ရဲ့အန္တရာယ်နားလည်အောင်ပြောရင်ဒုံခွင်းဒုံပေါ့နော်ကောင်းကင်မှာဒုံမြန်ကြီးလွတ်လိုက်လို့ရှိရင်လွတ်လိုက်တဲ့အရှိန်အဝါတိုင်းဒုံမြန်ကသွားမှာပဲဘယ်နှမိုင်ရောက်တယ်ဆိုတဲ့အတိုင်းဒါသူ့အတိုင်းဒါတိုင်းစွမ်းအားရှိသလောက်ဒုံမြန်ကြီးကသွားနေမှာသို့တော့ဒုံခွင်းဒုံနဲ့မိသွားရင်တော့ပြုတ်ကြမှာပဲသူ့အရှိန်ကိုကြားဖြတ်ပြီးတော့ဝင်လာတာအန္တရာယ်ဆိုတာကြားဖြတ်ဝင်တာကိုအန္တရာယ်လို့ခေါ်တယ်သူကုသိုလ်ကအသက်50ရှည်ရမယ်လို့ဆိုတဲ့အခါမှာဒုံခွင်းဒုံအန္တရာယ်လို့ဂျားမှာအန္တရာယ်အသက်ရှိခြင်းအန္တရာယ်အဟံတားတွေဆိုတာဖြစ်လာတယ်ဥပမာနေမကောင်းထိုင်မသာဖြစ်တာတို့နော်ငှက်ဖျားယောဂမိတာတို့နှာစေးတာတို့ကအစပေါ့လေယောဂဝေဒနာတစ်ခုဝင်လာတာတို့အဲ့ဒါလို့အန္တရာယ်တစ်ခုကျုံလာပြီဆိုလို့ရှိရင်ခုနကအဘိဝရဏသီလိတ္တနေဆံဥဒ္ဒပစာယိနောဖရာတရားတန်ခါယရဏသုံးပါးရှိခိုးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုသေးလေးစားစွာရှိခိုးတာပဲဖြစ်ဖြစ်အဲ့ဒီရှိခိုးမှုဝန္ဒနာကုသိုလ်ဟာဒီအန္တရာယ်တွေကိုရှောင်ရှားလိုက်နိုင်တယ်လို့ဒီလိုပြောတာအန္တရာယ်တွေဖြစ်လာမှမဖြစ်တော့ဘူးမဖြစ်တော့သည့်အတွက်ကြောင့်အသက်50ရှည်ရမယ့်ပုဂ္ဂိုလ်ဒီရှည်သွားတယ်အသက်80ထိအောင်နေရမယ့်ပုဂ္ဂိုလ်ဒီအသက်80အသက်100နေရမယ့်ပုဂ္ဂိုလ်ဆိုလဲ100ပြည့်အောင်နေရတယ်ဒီလိုဆိုလိုတာနော်အဲ့တော့ဈာမှာဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကိုရှောင်ရှားနိုင်ဖို့အတွက်ကုသိုလ်ကောင်းမှုဆိုတာလုပ်ပေးရတယ်ဒါကိုပဲ
တချို့ကျတော့ဘေးရင်သွားမေးပြီးတော့ရရခြေတာတွေပဲလှုပ်ကြနေ့စဉ်နဲ့မြတ်ဘုရားရှိခိုးနေမယ်ကောင်းတာတွေများများလုပ်နေမယ်ဆိုရင်ဒီကုသိုလ်ကကိုယ်အန္တရာယ်ကင်းစေမှာကြည့်ပဲကောင်းတယ်အန္တရာယ်ကင်းစေတယ်အဲ့ဒီအန္တရာယ်ကင်းစေတတ်တဲ့ကုသိုလ်တွေထဲမှာအဘိဝါဒနာတိလိတ္တနေဆံဟုတ်တာပစာယိနောဆိုကုသိုလ်တစ်ခုပါဝင်ဖြစ်တယ်ဒါကြောင့်မလို့ဘုရားမှန်မှန်ရှိခိုးတာတို့ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယိုသေးလေးစားတာမိဘတွေကိုစိတ်ဆင်းအောင်မလုပ်ဘူးပြန်မပြောဘူးမိဘကိုယိုသေးလေးစားတယ်ဘိုးဘွားတွေကိုယိုသေးလေးစားတယ်ကိုယ့်ရဲ့အသက်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်တွေကိုယိုသေးလေးစားတယ်ယိုသေးလေးစားခြင်းကြောင့်မိမိရဲ့စိတ်နှလုံးဟာအငြိမ်မှုကိုရမိမိရဲ့အတ္တဒိဋ္ဌာကြီးွားတဲ့ပုဂ္ဂိုလ်တွေလည်းမိမိဒီဟုသောအကြောင်းကြောင့်စိတ်ဆင်းရဲမှုကကင်းဝေးကြတယ်အပြန်အလှန်တယောက်နဲ့တယောက်အပူဓာတ်မရပဲနဲ့အေးဓာတ်ကလေးတွေနဲ့ဒီလိုနေသွားရင်စိတ်နှလုံးဟာကျမ်းမာချမ်းသာလာအဲ့ဒီနှလုံးကျမ်းမာလာသည့်အတွက်ကြောင့်သက်ရှိတာအကြောင်းအကျိုးကဒီလိုဆက်တာနော်အဲ့လိုဆိုလို့တယ်အဲ့တော့အသက်ရှိခြင်းလို့ရှိရင်သက်ရှိခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ရမယ်လို့ဒီလိုဆိုတာခုပြောခဲ့တာတွေပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုရင်သီလဆောင်ထိန်ရမယ်ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်ကမ္မထဘာဝနာပွားများပြီးစိတ်နှလုံးအေးချမ်းအောင်နေရမယ်အစားအသောက်နဲ့ပတ်သက်ပြီးတော့ဆင်ញင်ရမယ်မတည့်တာတွေမစားရဘူးတဲ့တာတောင်မြတ်မြတ်တာစားရမယ်ရတတနာလို့ကြိုက်လို့စားတာမျိုးမဖြစ်စေပဲနဲ့စားသမျှဒီကိုယ့်အတွက်အကျိုးဖြစ်တဲ့အစားအစာဖြစ်စေဖို့ဘယ်အစားစားရင်ကောင်းတယ်ဘယ်အစားကလူကိုယောဂဖြစ်စေတယ်မတည့်တာရှောင်မယ်တဲ့တာစားမယ်ဆိုတဲ့အသိစိတ်ဓာတ်ကလေးတွေနဲ့နေထိုင်သွားမယ်ဆိုရင်လူသက်တမ်းစိနေနိုင်တယ်သက်ရှိတယ်ဆိုတာအဲ့ဒါပြောတာနော်ဟုတ်ပြီအဲ့ဒါလို့မနေဘူးဆိုရင်အသက်တူတယ်အသက်တူတဲ့လူပဲဖြစ်ဖြစ်အသက်ရှည်တဲ့လူပဲဖြစ်ဖြစ်အသက်ရှည်ပြီဆိုလို့ရှိရင်ရှည်နှုတ်ယုံနဲ့ပြီးသလားအသက်ရှည်တိုင်းလူတိုင်းအတွက်ကောင်းကျိုးချမ်းသာတွေရသလားအသက်ရှည်တိုင်းအကျိုးရှိသလားဆိုတဲ့မေးခွန်းတစ်ခုထပ်ပေါ်လာဒါကြောင့်မို့အသက်ရှည်သမျှအကျိုးရှိစေရမည်သက်ရှိရင်အကျိုးရှိဖို့လိုတယ်အသက်ကြီးရှိနေလို့ဘာတမိုးရှိဘာမှတမိုးမရှိဘူးလူဘဝမှာကြာကြာနေရတာပဲရှိတယ်လူတိုင်းအကျိုးရှိခြင်းမှရှိတချို့ကြတော့အကျိုးမရှိတဲ့ပြင်အကျိုးတောင်ရုပ်သွားသေးတယ်နေ့စဉ်အရက်သေးစာတောက်စားနေတဲ့ပုဂ္ဂိုလ်တယောက်အသက်ရှည်ကြည့်ပါလားအရက်ဖိုးတွေပိုးမကုန်ဘူးလားလူမသေးတောင်အရက်ဖိုးကတော့ပိုးနေမှာနော်ပတ်စံတော့ပိုးကုန်မှသိကြတယ်ပေါ့သူအသက်ရှည်လေးပတ်စံပိုးကုန်လေးအဲ့တော့မကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်အသက်ရှည်လေးမကောင်းမှုအကုသိုလ်တွေတိုးနေဘူးလားသူမှာတနေ့နဲ့အကုသိုလ်တွေကတိုးလာလိုက်တာနေ့ပေါင်းများစွာအကုသိုလ်တွေစုမိသွားရင်သူ့တို့ဝန်ဘိုးကြီးဖြစ်သွားပြီဒီအကုသိုလ်တွေကိုခံမရောဟောအသက်ရှည်တိုင်းကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးကောင်းကျိုးချမ်းသာဆိုတာအသက်ရှည်တာတခုတည်းနဲ့ခေါ်လို့မရဘူးဒါဖြင့်အသက်ရှည်သမျှကောင်းကျိုးရရှိစေအသက်ရှည်သမျှအကျိုးရှိစေဖို့လိုအပ်တယ်အကျိုးရှိရဒါဖြင့်အကျိုးရှိအောင်ဘယ်လိုနေမလဲအသက်ရှည်ပြီးတော့အကျိုးရှိအောင်အသက်လည်းရှည်ရမယ်အကျိုးလည်းရှိရမယ်မကောင်းတာလုပ်တဲ့လူကအကျိုးမရှိဘူးလို့ပြောမှာပဲမကောင်းတာလုပ်နေရင်အကျိုးမရှိဘူးဒုစရိုက်တွေလုပ်လို့ရှိရင်တနေ့ကိုတရားတွေအကောင်20တတ်တယ်ဆိုလို့ရှိရင်2ရက်ဆိုရင်အကောင်40ဖြစ်သွားပြီနော်အကုသိုလ်တွေကတိုးလာပြီသူများဥစ္စာခိုးပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်ဆိုရင်တစ်ခါခိုးနှစ်ခါခိုးသုံးခါခိုးနောက်ဆုံးဖျားပစ္စည်းပါခိုးကျောင်းကပစ္စည်းပါခိုးဆိုတော့ပို့ပြီးတော့ဝန်တော့ဝန်မိုးတွေဖြစ်လာဟောကာမိတိမိစ္ဆာစရာကျွလွန်တဲ့ပုဂ္ဂိုလ်လည်းပဲတစ်ခါနေနှစ်ခါနေသုံးခါပို့ပြီးတော့ဝန်တော့ဝန်မိုးတွေဖြစ်လာ
မုတဝါဒလည်းဟိုနာလိန်ဒီနာလိန်လိန်နာတွေများလာတဲ့အခါဝန်တို့ဝန်ပိုးပဲသူရမေရယဆိုပို့လို့ဆိုနောက်ဆုံးမှာသူ့အတွက်လက်တွေ့ဒုက္ခရောက်သွားတာတော့အသက်ကျွတ်သွားတာတို့အသက်ကင်ဆာတို့နဲ့ဒုက္ခရောက်သွားတာအယက်သမားကမှအသက်ကွဲပြီးတော့သေတာသေကြတယ်နော်ကျန်တဲ့လူတွေကကွဲကျင်သေးတာအသက်အယက်များများတောက်တဲ့အခါကျအသက်လေးကဖောင်းလာတယ်ဖောင်းလာပြီးတော့အဲ့ဒီအသက်လေးကအက်ကွဲပြီးသွေးတွေအန်နေဆိုအဲ့ဒါအသက်ကွဲတာခေါ်တယ်နော်အသက်ကွဲတာအဲ့ဒါမှအသက်ကွဲတာခုခေတ်အသက်ရောဂါတွေကအလွန်ပေါ်တယ်အေးကောင်းပြီအသက်ရှိတိုင်းအကျိုးရှိတာတော့မဟုတ်ဘူးဒါကြောင့်မို့အသက်ရှိသမျှအကျိုးရှိစေရမည်ဒါဖြင့်ဘယ်လိုနေမလဲမြတ်စွာဘုရားကဟောထားတာလေးတွေရှိတယ်ဘုရားဟောတဲ့ဒေသနာတော်ကိုပြောပြရမယ်ဆိုရင်မြတ်စွာဘုရားယောစဝတ္တတတံဇီဝေဒုတ်တိလောအတ္တမဟိတောကိုချင်းသီလမရှိဘူးသူများတတ်တယ်တတ်တယ်ဒုစရိုက်တွေနဲ့နေတယ်သူများဥစ္စာလဲခိုးတယ်ကိုချင်းတရားဆိုတာလုံးဝပြက်ပြားနေတယ်သူတစ်ပါးသားမယားလဲစော်ကားတယ်ပြစ်မှားတယ်လိန်ညာညာတာလဲလှုပ်တယ်အရက်သေးစားလဲတောက်တယ်ဒုတ်တိလောအတ္တမဟိတောသီလမရှိသည့်အတွက်ကြောင့်စိတ်ဓာတ်တည်ငြိမ်မှုလည်းမရှိဘူးနော်လောကမှာလူသားဖြစ်ပြီးတော့ဒုစရိုက်နဲ့နေနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နော်အများကြီးရှိတယ်နဲတယ်လို့ပြန်မအောင်မေးလို့အများစုသူတို့ကဒုစရိုက်နဲ့နေတဲ့ပုဂ္ဂိုလ်တွေကအများစုအ ਨੇ စုလေးသာဘုရားတရားနဲ့လူတော်လူကောင်းကအ ਨੇ စုအများစုကအဆိုးတွေတွန်းနေများတယ်ဒါမို့မြတ်စွာဘုရားကပုဂ္ဂိုလ်တရားဟာတဲ့ကိုချင်းသီလမရှိဘူးစိတ်ဓာတ်တည်ငြိမ်မှုမရှိဘဲနဲ့တဲ့အတ္တတရားအသက်ရှိမယ်ဆိုရင်တဲ့မကောင်းဘူးတဲ့ဘာလို့မကောင်းလဲကိုချင်းသီလမရှိသည့်အတွက်ကြောင့်သူ့အတွက်သက်ရှိလေးဒုက္ခတွေများလိမ့်မယ်သက်ရှိလေးဒုက္ခတွေများလာအကုသိုလ်တွေများလာလေဝန်တို့ဝန်မိုးတွေကြီးလေအပြစ်ကပိုကြီးလာလေဒီလိုဆိုလိုတာပေါ့အသက်ရှည်တော့အကုသိုလ်တွေပိုလှုပ်ခွင့်ရတယ်ပိုလှုပ်လေပိုကြီးမားလေအပြစ်တွေကပိုကြီးမားလာပိုကြီးမားလေခံရမှာတွေကပိုများလာလေဧကဟံဇီဝိတတေယောသီလဝန္တတဇာယိနောသီလဝန္တတကိုချင်းသီလရှိပြီးတော့ဇာယိနောစိတ်ဓာတ်တည်ငြိမ်မှုနဲ့ရှုမှတ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဧကဟံတရက်တာမြအသက်ရှိခြင်းကတေယောကောင်းတယ်ဆိုလိုတာကပြောချင်တာကသီလမရှိဘဲနဲ့အသက်တရားရှိတာနဲ့သီလရှိနဲ့တရက်အသက်ရှိရတာပိုကောင်းတယ်လို့ဒီလိုပြောတာအဲ့တော့ဘုန်းကြီးတို့တွေဗာမှတ်ရမလို့အသက်ရှိသမျှအကျိုးရှိစေရမည်ဆိုတာအသက်ရှိသမျှအကျိုးရှိအောင်ဘာလုပ်ရမလဲကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်ဒီလိုဆိုလိုတာနော်ကိုချင်းသီလရှိရင်အသက်ရှိသမျှအကျိုးရှိတယ်ဘလောက်ရှိပါစေကျိုးရှိတယ်ဒါဆိုကုသိုလ်တွေရတယ်ကုသိုလ်တွေရငါးပါးသီလခံယူစောင့်တည်ထားလိုက်တယ်စောင့်တည်ထားပြီးတော့ကိုယ်သီလလေးကိုကိုစင်ញင်နေတိုင်းနဲ့မြတ်ငါဒီကနေ့ဈေးကပြန်ရင်တော့ဈေးတွက်တယ်မဟုတ်လားဒီနေ့ပတ်စံဘလောက်ရတယ်သုံးတာဘလောက်ကုန်တာဘလောက်နဲ့ဆိုပြီးတော့ဈေးတွက်တယ်သီလကိုလည်းဈေးထွက်ကလေးတွက်ကြည့်နေတိုင်းမနဲ့အိယာဒသီလလေးစောင့်တည်လိုက်ညအိယာဝင်တဲ့အခါမှာငါငါးပါးသီလကျိုးတာရှိလားမရှိဘူးလားပါဏာတိပါဒကိုကျူးလွန်တာရှိလားအဒိဏဒါနကာမိတုမိစ္ဆာစာရမုဒဝါဒသူရမေတွေကကျူးလွန်တာရှိသလားပြန်စစ်တဲ့အခါမှာအဖြေထွက်နိုင်မှာငွေကြတော့လေအဖြေထွက်ချင်ဘာလို့ရည်ရတာပဲမဟုတ်လားရလာတဲ့ငွေကြေးကိုရေတွက်ပြီးတော့ကြည့်မှအဖြေဆိုတာထွက်တာလေအရင်ကဘလောက်အမြတ်ကဘလောက်နော်ရှုံးသလားမြတ်သလားဆိုတာအဲ့ကြမှာအဖြေထွက်တာ
အဲ့ဒါလိုပဲကိုယ်တီလာလေးကိုပြန်စစ်ကြည့်လိုက်တဲ့အခါဟာဒီနေ့ငါပါဏာတိပါဒလွတ်တယ်ဘာမှမတတ်ဘူးသူများဥစ္စာဆိုလဲငါမခိုးဘူးသူတော်ဘာသမယာလဲငါမပြစ်မှားဘူးလိမ်လည်းမပြောဘူးအရက်လည်းမတောက်ဘူးပေါ့အကုန်လုံးတစ်ခုစီတစ်ခုစီပြောကောင်းပြောလိုက်ပဲဒီနေ့တော့နည်းနည်းတော့လိမ်မိတယ်ဆိုတာလည်းပါမယ်နော်သို့မဟုတ်ဒီနေ့တော့ဆေးပြစ်ဝါပြစ်ကလေးလည်းပါခြင်းပါမယ်ပေါ့အဲ့ဒီလိုကျိုးပေါက်နေတာမျိုးမရှိဘဲနဲ့လုံးဝတန့်စင်သွားပြီဆိုရင်ဝန္တာဇမ်းမှာဒီကနေ့လူဖြစ်ရကြိုနှက်လိုက်တာဘာကြောင့်လူဖြစ်ရကြိုနှက်တော့လောကမှာယဟန္တာဆိုတဲ့ပုဂ္ဂိုလ်တွေကပါဏာတိပါဒကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေအရိဏဒါနကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေကာမေတုမိစ္ဆာစာရာကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်တွေမုတာဝါဒကလုံးဝရှောင်ပြီးသူရမေရိယကလုံးဝရှောင်တဲ့ပုဂ္ဂိုလ်ငါလည်းဒီကနေ့ယဟန္တာလို့သောတာပန်လို့သဂရဂံအနာဂံတို့လို့သူတို့အကျင့်နဲ့သူတို့အဆင့်ကိုငါရောက်အောင်လုပ်ရပြီလို့စိတ်ထဲမှာဝမ်းသာလိုက်တူတူပဲအဆင့်ကနော်သောတာပန်၅ပါးသီလလုံတယ်လို့ကိုယ်လည်း၅ပါးသီလလုံတယ်ဆိုမတူဘူးလားထာဝရလုံတာနဲ့ထာဝရမလုံတာလဲဒါတော့ပဲကွာမှာလေသူ့အဆင့်ကိုရောက်သွားတာပဲဒါအဲ့တော့သောတာပန်ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကဒီတိုင်းနှီးပေးတာနော်ဒီတိုင်းဆင်ခြင်ခိုင်းတာမဆင်ခြင်ရင်တော့မရဘူးဒီကုသိုလ်မရဘူးဆင်ခြင်လိုက်တယ်အေးဒီကနေ့ပါဏာတိပါဒမှာလုံနေယဟန္တာပုဂ္ဂိုလ်တွေသို့မဟုတ်သောတာပန်ပုဂ္ဂိုလ်တွေပါဏာတိပါဒမှာလုံကြတယ်ငါလည်းဒီနေ့သောတာပန်ပုဂ္ဂိုလ်တွေတိုင်းပဲကျင့်ရပါလားငါအကျင့်ဟာသောတာပန်အကျင့်နဲ့သွားတူပါလားဝန်တာစရာကြီးအဲ့ဒါကိုစိတ်ကိုသီလနဲ့ထုံမွမ်းတယ်လို့ခေါ်တယ်ထုံမွမ်းပေးမှသီလရဲ့တကိုးတွေကတက်လာတာနို့ဆိုမတက်ဘူးဆောက်တော့ဆောက်တိလိုက်ပါရဲ့ရလို့ရွတ်တဲ့ရရွတ်ကလေးတော့လှုပ်လိုက်တယ်နော်ဒိဗ္ဗေလည်းသိမသိဘူးသူများဆုံလို့ဆိုလိုက်တယ်ကိုယ့်ကိုယ်လုံညောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့တတိမရဘူးထုံးစံမှုဆိုလိုက်တယ်ဆိုရင်တော့အကျိုးသိရမှာမဟုတ်ဘူးဆောက်တည်ပြီးတဲ့အခါအခုလို့ဆင်းရဲဘာမှမလုပ်ချင်နေဒါတရားအထုတ်တာနဲ့အများကြီးနှိစက်သွားသီလကိုဆင်ခြင်တာသီလနုတ္တိကမ္မထံလို့လည်းခေါ်တာပဲအင်တမတန်ဖိုးရှိတဲ့အလုပ်တစ်ခုပဲကိုယ်သီလလေးကိုကိုယ်ဆင်ခြင်လိုက်တယ်နေ့စဉ်နဲ့အမျှဆင်ခြင်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာအဖြေထုတ်တဲ့အခါမှာတစွန်းတစလေးတန်တရားဖြစ်လို့ရှိရင်နောက်နေ့မှမဖြစ်စေနဲ့ပြည့်ဝတဲ့သီလပြည့်စုံတဲ့သီလဖြူစင်တဲ့သီလမျိုးရအောင်ကြိုးစားဘာကုသိုလ်မှမလုပ်ချင်နေဒါလေးတစ်ခုလုပ်တယ်နော်ဘာသာမရှိလို့သူများလို့မလူနိုင်ပါဘူးလို့မငြီးနဲ့ဒီတစ်ခုနဲ့တည်းပဲကောင်းကျိုးချမ်းသာတွေရနိုင်တယ်နော်ဆင်ញင်ပေးအဲ့ဒီလိုဆင်ញင်လို့ရှိရင်ဘာဖြစ်လဲဒီသီလဆိုတာနဲ့အသက်ရှင်မယ်ဆိုလို့ရှိရင်ကိုယ်အသက်ရှင်နေသမျှအကျိုးရှိနေပြီလို့သာမှတ်ပြီးတော့အကျိုးရှိတယ်ဒီကနေ့အသက်ရှင်ရတာအကျိုးရှိတယ်နေ့ပြင်ကအသက်ရှင်ရတာအကျိုးရှိတယ်သီလရှိနေတဲ့နေ့ရက်တွေဟာကိုယ့်အတွက်အကျိုးရှိတဲ့နေ့ရက်တွေဒီအကျိုးကျေးဇူးကိုဘယ်သူခံစားရမှာလဲဆိုကိုယ်ပဲခံစားလှုပ်တာတွေကမေးပြောင်းသွားတာမဟုတ်ဘူးအကုသိုလ်လှုပ်လဲအကုသိုလ်ကပျောက်သွားတာမဟုတ်ဘူးကုသိုလ်လှုပ်လဲကုသိုလ်ကပျောက်သွားတာမဟုတ်ဘူးဒီနေ့တစ်ချိန်ကျတော့ပေါ်လာတာကြီးပဲအကုန်လုံးဘာလို့လဲဆိုရင်ကိုယ်တိုင်လှုပ်တဲ့အရာတစ်ခုတည်းဆိုပါစို့ကိုစားလိုက်တဲ့အစာဟာကိုယ်ပိုက်ထဲရောက်သွားဘူးလားကိုယ်ပိုက်ထဲရောက်သွားရင်သွေးသားတဲ့ရောမရောက်ဘူးလားရောက်သွားတယ်အဲ့ဒီသွေးထဲရောက်သွားတဲ့အစာအစာဟာကောင်းကျိုးပေးတဲ့အစာအစာရှိသလိုမကောင်းကျိုးပေးတဲ့အစာအစာရှိဟောကုသိုလ်အကုသိုလ်ဆိုအဲ့ဒီသဘောနော်ရှောင်လို့မရဘူးမတည့်တာစားလိုက်ပြီစီးကြိုယောဂရှိရတဲ့နဲ့ဒီနေ့တော့ချိုတာလေးကြိုက်လို့မုံချိုချိုလေးသွားစားမိတယ်မလိုက်နေသွားစားတယ်မတက်ဘူးလားစီးကြိုတက်လာမှာပဲအေးသွေးတို့ယောဂရှိတယ်ငပိကောင်မစားရတာကြာပြီစားတယ်ဝက်သားမစားရတာကြာလို့ဝက်သားအစီတွေကြီးပဲစားလိုက်တယ်သွားချိန်လိုက်တဲ့အခါသွေးတွေကတက်ဒါအကျိုးပဲမဟုတ်လား
ကုသိုလ်ကံအကုသိုလ်ကံဆိုတာအဲ့တိုင်လာတာပဲမကောင်းတာလုပ်ရင်မကောင်းကျိုးကတက်လာတာကောင်းတာလုပ်ရင်ကောင်းကျိုးရှောင်လို့ရလားမရဘူးမရဘူးအဲ့ဒါလိုပဲအသက်ရှင်သမျှအကျိုးရှိရှိနေဖို့ဆိုရင်ဘာလုပ်ရမလဲသီလနဲ့ပြည့်စုံအောင်နေရမယ်အဲ့ဒါဆိုရင်အသက်ရှိသမျှအကျိုးရှိတယ်ဒီလိုပြောတာနော်နောက်တစ်ခုမြတ်စွာဘုရားဟောထားတာတူတူပဲဟောပုံဟောနည်းလေးတွေကတော့ယောသဝတ္တတံဇီဝေဒုပ္ပညောအာသမဟိတောအသိပညာမရှိဘူးစိတ်ဓာတ်တည်ငြိမ်မှုမရှိဘဲနဲ့အတ္တတရားရှေရတာတန်ဖိုးမရှိပါဘူးတဲ့အဲ့ဒီအတ္တတရားရှေတဲ့ပုဂ္ဂိုလ်ရဲ့အသိပညာရှိရှိစိတ်ဓာတ်တည်တည်ငြိမ်ငြိမ်နဲ့တဏှိတရဲ့အသက်ရှေရတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာဘယ်သူကအကျိုးရှိတုံးဆိုရင်တရက်ထဲအသက်ရှေရတဲ့ပုဂ္ဂိုလ်ကအကျိုးရှိတယ်ဘာအကျိုးတုံးဆိုပညာဆိုတဲ့အကျိုးသူမှရှိပညာရှိလို့ပညာရဲ့အကျိုးသူခံစားအသက်တရားရှည်ပြီးတော့ဘာပညာမှမရှိဘူးဆိုရင်အကျိုးမရှိဘူးရှိတာပဲရှိတာဖြစ်တယ်ဒီလိုဆိုတာနော်ပညာလို့ဆိုဒီမှာဘာကိုပြောတာလဲအ ਨੇ ဆုံးအကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုခွဲခြားသိတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားသိပြီဆိုရင်မလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဟောတာပညာရဲ့အကျိုးတစ်ခုဒါဖြင့်လှုပ်တဲ့နာလှုပ်ရင်လည်းကောင်းတဲ့အကျိုးရမယ်မလှုပ်တဲ့နာလှုပ်ရင်လည်းမကောင်းတဲ့အကျိုးရမတဲ့တာစားရင်တွေးတိုးမယ်စီချိုယောဂဖြစ်မယ်အချိုတက်မယ်စီချိုတက်မယ်တဲ့တာစားတယ်ဆေးစားတယ်စီချိုထိန်းနိုင်မယ်တွေးတိုးထိန်းနိုင်မယ်ဟောအဲ့ဒါလိုပဲသူကကောင်းတာလှုပ်တာနဲ့မကောင်းတာလှုပ်တာကိုယ်နဲ့သက်ဆိုင်အဲ့ဒါလိုအကောင်းကျိုးအကောင်းနဲ့အဆိုးခွဲခြားသိမြင်ပြီးတော့အဆိုးကိုရှောင်ရှားပြီးတော့အကောင်းတာတွေကိုလှုပ်တယ်ဆိုတဲ့ပညာအဲ့ဒီပညာနောက်တစ်ခုကဘာလှုပ်လို့ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့လှုပ်သမျှကံတရားတွေဟာငါပဲဒီအကျိုးကိုခံစားရမှာသူ့ရဲ့အမွေကိုငါခံရမှာကံတရားတွေရဲ့ကိုလှုပ်ခဲ့တဲ့အလုပ်တွေရဲ့ဒီတာဝန်ကိုကိုယူရမှာပဲလို့ဒီလိုဆိုတာနော်တာဝန်ရှိတယ် responsibility ကိုပြောတော့ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးဟာကိုယ်နဲ့ပတ်သက်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးဟာကိုယ်နဲ့ပတ်သက်အဲ့ဒီ responsible ကိုနားလည်ရမယ်ဆိုမြတ်စွာဘုရားဟောတယ်ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကောင်းကံမကောင်းကံတွေရဲ့အကျိုးဆက်ကိုကိုယ်ပဲအမွေခံရမယ်အဲ့ဒါလို့သိတဲ့ပညာမျိုးကိုယ်မှရှိရမယ်လို့ဆိုလို့အဲ့ဒါအ ਨੇ ဆုံးအနှိမ့်ဆုံးပညာတခြားပညာပြောတာမဟုတ်ဘူးနော်ဈေးရောက်တတ်တဲ့ပညာကအဲ့ဒါပတ်စံတော့ရမှာပေါ့ပတ်စံရဖို့ရှိတယ်လုပ်ငန်းလုပ်နိုင်တဲ့ပညာလောကအခုပညာတွေအသက်မွေးဝမ်းကြောင်းပညာတွေအသက်မွေးဝမ်းကြောင်းအတွက်အကျိုးဖြစ်တယ်အခုဒီပညာဆိုဒီမှာတန်တရားအတွက်အကျိုးဖြစ်တဲ့ပညာကြတော့ဘာတော့လို့ဆိုရင်ဟိုဟာတွေကတဘဝစာအတွက်သုံးကြတန်တရားအတွက်သုံးကြဖို့ကြတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့ပညာမကောင်းတာလုပ်ရင်လည်းငါပဲခံရမယ်ကောင်းတာလုပ်ရင်လည်းငါပဲဆံရမယ်ဆိုတဲ့ဒီအသိပညာတန်တရားအတွက်အကျိုးရှိတဲ့ပညာအဲ့ဒီတဲ့အဆင့်မြင့်တဲ့ပညာကြတော့လူဆိုတာဟာရုပ်နဲ့နှစ်ခုပေါင်းစပ်ထားတာမျှတာဖြစ်တယ်ဒီထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးနောက်ဆုံးမှာဒီနေ့ကျတော့ငါအိုရအောင်ပဲနာအောင်ပဲအိုခြင်းတရားနာခြင်းတရားကိုငါမကြော်လွှားနိုင်သေးဘူးမာနတွေထားနေလို့မဖြစ်ဘူးသူတော်ဘာကိုမနာလို့စိတ်တွေရှိလို့မဖြစ်ဘူးဆိုတဲ့အတွေးတွေနဲ့အကုသိုလ်ကိုရှောင်နိုင်မယ်ဆိုလို့ရှိရင်ဟောတာအလွန်မြင့်မြတ်တဲ့အသိပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့အသက်ရှိမှအကျိုးရှိမယ်အဲ့ဒီပညာမရှိဘဲနဲ့အသက်ရှိနေလို့ရှိရင်ရှည်တာရှည်တယ်အသုံးမဝင်ဘူးလို့ပြောရမှာနော်ပညာမပါသည့်အတွက်ကြောင့်အသက်ရှည်ခြင်းဟာသုံးကြမဲ့အသက်ရှည်ခြင်းမဟုတ်ဘူးလောချနာလောက်မှာပဲပြောချင်ရပြောမှာပဲဆိုတော့
သူ့အတွက်မှာအကျိုးအမြတ်ဘာထွက်နိုင်လဲဘာမှထွက်နိုင်ဟောပညာနဲ့ကြမှာအကျိုးအမြတ်ထွက်တယ်ဒါကိုဟောတာမြတ်စွာဘုရားတခုနဲ့တခုဆင့်မြင့်သွားတာနံပါတ်1ကကိုချင်းသီလရှိရမယ်အသက်ရှိသမျှအကျိုးရှိစေဖို့ကိုချင်းသီလရှိရမယ်အသက်ရှိသမျှအကျိုးရှိစေဖို့ကောင်းဆိုအကြောင်းအကျိုးလုံးတင်တာမလုံးတင်တာခွဲခြားသိတဲ့ပညာကအစတန်မိုးရှိတဲ့ပညာရှိစေရမယ်ဟောဒီလိုဆိုတာနော်ဟောနောက်တစ်ခုပြောမယ်ဆိုရင်ယောသဝတ္တတံဇီဝေကုတိတောဟိနဝီရိယောဧကဟံဇီဝိတတေယောဝီရိယမာရဘတောဓာလံလောကကြီးမှာဘာမှမလုပ်ချင်တဲ့လူပြင်းဆိုတာရှိတယ်ဒီနေရာမှာလူပြင်းဆိုတာကုသိုလ်မလုပ်ချင်တဲ့လူပြင်းပေါ့နော်ဘာမှမလုပ်ချင်တချို့ကိစ္စကဒီဘဝအတွက်အကျိုးအတွက်လုပ်ရတာဥမာမဲ့ဈေးရောက်တယ်ဈေးဝဲတယ်ဒီဘဝအတွက်အလုပ်လုပ်တယ်ဒီဘဝအတွက်အလုပ်လုပ်တဲ့အလုပ်တွေရှိတယ်အခုပြောတဲ့ဟိနဝီရိယကုတိတဆိုတာဘာတော့ဆိုရင်ကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်တွေကိုတွန်းလှန်ဖို့မကြိုးစားတာဥပမာလူကစိတ်တူတတ်တယ်စိတ်တူတာလေးကိုငါစိတ်တူတယ်နော်သူများကိုချင်းချောက်မြောက်ကိုရီးယားလို့ဒုံးမြန်ကြီးထောင်းထမ်းပြီးတော့ခြောက်နေသလိုပဲငါစိတ်တူတယ်နော်ဆိုပတ်ဝန်းကျင်ကိုချင်းချောက်အဲ့တော့ကိုလုံးဝမှာအဲ့ဒီဒေါသလေးကိုလက်ခံထားတဲ့လူကအပြင်းလို့ခေါ်တယ်အေးကိုယ်တဏ္ဍာမှာစိတ်မဆိုးမိအောင်ထိမ့်သိမ့်ခြင်းကြိုးစားခြင်းထိမ့်သိမ့်မှုကြိုးစားခြင်းစိတ်ဆိုးလာလို့ရှိရင်လည်းချက်ချင်းဖြောင်းနိုင်မှုကြိုးစားခြင်းမေတ္တာထားနိုင်အောင်ကြိုးစားခြင်းထားလာတဲ့မေတ္တာခိုင်မာအောင်ကြိုးစားခြင်းဆိုတဲ့အဲ့ဒီလိုကြိုးစားမှတန်ဖိုးရှိမယ်တဲ့နော်အဲ့ဒီလိုမကြိုးစားဘူးဆိုတဲ့လုံလဝိရိယအကုသိုလ်တရားတွေအဖြစ်ခံနေတဲ့ပုဂ္ဂိုလ်ဟာလူပြင်းမယ်အကုသိုလ်ဆိုတာရေစုံမဲလေရေစုံမျောလိုက်သွားတာဆန်တက်တာမှမဟုတ်တာပြောသလိုနေတယ်စဉ်းစားကြည့်လေဇလန်းကောင်းကောင်းရုပ်ရှင်ကောင်းကောင်းတယ်လီဗီရှင်းရှေ့ထိုင်းနေတယ်ဒါလေးရတာခံနေတယ်ဆိုတာဆိုအဲ့ဒီလူပြင်းလို့ခေါ်မလားကြိုးစားတဲ့လူလို့ခေါ်မလားဟောမလေးတညာလုံးတောင်ထိုင်ကြည့်တညာလုံးမအိတ်တန်းကြည့်မယ်ဂိမ်းဆော့တယ်ဆိုလဲတညာလုံးဆော့မယ်အဲ့ဒီကြိုးစားမှုတွေဟာအကျိုးရှိသလားလို့မေးကြည့်ဇလန်းဇက်ွက်နားပြီးတော့နောက်တည့်မှာအကျိုးရှိလားကောင်းကျိုးချမ်းသာရှိနိုင်မှာမလားဂိမ်းဆော့တာလဲပျော်ယုံလေးပဲဒီပြင်ဘာမှမရှိဘူးပြီးတော့ဘာဖြစ်တော့မျက်စိမှုံသွားမယ်အချိန်တွေကုန်သွားမယ်ဇာလန်းဇက်ွက်တွေကြည့်တညာလုံးထိုင်ကြည့်နောက်တည့်ရုံးတက်ရမယ်လို့ဆိုရုံးတောက်ကြဈေးသွားမယ်ဆိုဈေးနောက်ကြရလိုက်ရမယ်အကျိုးတွေမရကြောင်းသွားရမယ်ဆိုလဲကြောင်းနောက်ကြစာကြက်ရမယ်ဆိုလဲစာတွေနောက်ကြကဲဆုံးရှုံးသလားကျိုးကြီးပွားသလားဆုံးရှုံးတယ်အဲ့ဒီဝီရိယမျိုးကိုမဆုံးလို့ဘူးကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေရှိနေကြိုးစားပြီးဖယ်ရှားရမယ်ကောင်းတဲ့စိတ်တွေကိုကြိုးစားပြီးတော့မွေးရမယ်အဲ့ဒီကြိုးစားမှုမျိုးဟာအသက်ရှင်သမျှကိုယ်မှာရှိနေမယ်ဆိုရင်အသက်ရှင်သမျှအကျိုးရှိတယ်လို့ဒီလိုပြောတာအဲ့ဒီလိုကြိုးစားမှုမပါဘဲနဲ့အသက်ရှင်နေလို့ရှိရင်တော့တန်ဖိုးမရှိဘူးတဲ့မြတ်စွာဘုရားတန်ဖိုးမရှိဘူးသမ္ပပဒံတရား၄ပါးလို့ခေါ်တယ်မကောင်းတဲ့စိတ်မဝင်နိုင်အောင်ဆုတ်ပိတ်ရမယ်ဆုတ်ပိတ်လို့မနိုင်ဘူးဝင်လာပြီဆိုရင်ဖယ်ရှားရမယ်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်ကလေးကိုဖြစ်အောင်လုပ်ရမယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်တိုးပွားလာအောင်လုပ်ရမယ်ဆိုရယ်လေးဘက်လေးတန်ကကြိုးပမ်းမှုဆိုတဲ့ဝိရိယရှိရလူဘဝဒါမှလူတော်လူကောင်းဖြစ်မှာလေညိုးဆိုလူတော်လူကောင်းမဟုတ်ဘူးဒါကြောင့်မို့ကြိုးစားလို့ဒီလိုဆိုလို့အရက်တောက်တတ်တဲ့လူဆိုရင်ဟေးမတောင်းမိအောင်ကြိုးစားမယ်မတောင်းမိအောင်ကြိုးစားဆုတ်ပိတ်ထားမယ်တောက်ဖို့တငယ်ချင်းတွေကခေါ်လာပြီးအရက်ပါဇာနာရောက်ပြီဆိုရင်အရက်အစာရေတောက်လိုက်မယ်ဟော
မတောင်းမိအောင်ထိန်းသိမ်းဆောင်ကြိုးစားတယ်မတောင်းချင်တဲ့စိတ်ကိုမွေးတယ်အဲ့ဒီစိတ်ခိုင်မာအောင်လုပ်တယ်ဟောဒါကိုကြိုးစားတယ်လို့ခေါ်တယ်တွေ့ရင်တော့ဝါသနာကိုမတားနဲ့တစ်ခွက်တလေတော့မောလိုက်အောင်မယ်ဆိုရင်တော့ဒါမရဘူးပြည့်ရတဲ့လူလိုပဲခေါ်တယ်အဲ့ဒါဘာလို့ဆိုအကုသိုလ်ရေစုံမျောတာလေသူကမျောလိုက်တာအဲ့ဒါလို့ဆိုတာနော်ဒါကြောင့်မို့လို့ဒီမြတ်စွာဘုရားကအသက်ရှိသမျှအကျိုးရှိစေရမယ်ဆိုတာဘာလဲအကုသိုလ်တွေကိုဖယ်ရှားဖို့လုံလဝိရိယကုသိုလ်တရားတွေဖြစ်ပွားအောင်လုံလဝိရိယဆိုရင်ကြိုးစားမှုရှိမှအသက်ရှိရကျိုးနတ်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါတွေမဟုတ်ရင်မနတ်ဘူးတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အသက်ရှိသမျှအကျိုးရှိအောင်နေဖို့အတွက်ဒီအချက်လက်တွေကိုယ်တဏ္ဍာမှာသီလရှိရမယ်ပညာရှိရမယ်ကြိုးစားအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားအထောက်ရမယ်ကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားအထောက်ရမယ်အဲ့ဒီကြိုးစားအထောက်ဆိုတဲ့အချိန်မှာအဆင့်မြင့်တဲ့မြင့်အောင်နောက်ဆုံးမှာဝိပဿနာဉာဏ်နဲ့ရအောင်ကြိုးစားဝိပဿနာဉာဏ်ကနေတဆင့်တက်နိဗ္ဗာန်ကိုမြင်သိထိအောင်ကြိုးစားအထောက်ရမယ်လို့ပုထုဇဉ်ကနေသောတာပန်ဖြစ်အောင်အထောက်ရမယ်သောတာပန်ကသဂရဂံဖြစ်အောင်အထောက်သဂရဂံကအနာဂံဖြစ်သည့်ထအောင်အထောက်ရမယ်အနာဂံကနေယန္တာဖြစ်အောင်အထောက်တယ်လို့အထောက်မှုအစဉ်စဉ်နဲ့အသက်ရှည်မှအသက်ရှည်ရာကျိုးနဲ့တည်းဆိုတာကိုမှတ်သားနာယူကြပြီးမိမိတို့ရဲ့ဘဝမှာအသက်ရှင်သမျှအသက်ရှိနေသမျှအကျိုးရှိအောင်နေကြဖို့အရေးကြီးပါတယ်တဲ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာကိုယုံကြည်ကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာမြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာမှတို့တွေဟာအသက်ရှင်သမျှအကျိုးရှိမှဖြစ်တယ်။ဒါကြောင့်ကိုယ့်ကိုယ်တဏိဋ္ဌံထားပြီးတော့အသက်ရှိသမျှအကျိုးရှိစေရမယ်။ငါအသက်ရှင်နေသမျှအကျိုးရှိစေရမယ်။အကျိုးရှိတဲ့အလုပ်ကိုပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေမွေးမြူလေ့ကျင့်မွေးမြူပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။မေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွဲ့မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဂျာဗန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူးလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကဏကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း